တောင်းမှန်ပါတယ်ဘယ်လိုမှမရည်ရွယ်ခဲ့တဲ့အမှားတစ်ခုဖြစ်ပါတယ်ဒီမှာမမြတ်လေးတယောက်တည်းအမှားဖြစ်ပါတယ်ဒီတွဲဖြစ်လာတဲ့ပေါ့နော်အားလုံးကလည်းမမြတ်လေးကတာဝန်ယူမှုအဖြစ်နဲ့တာဝန်ယူရမယ်ဆိုတော့လည်းနားလဲပါတယ်ဒါပေမဲ့အဓိကတော့ပရိသတ်တွေပေါ့နော်ပရိသတ်တွေအထင်မြင်လွဲမှာဟာဒါကြီးကကြိုပြီးလှုပ်ထားတဲ့အရာတွေလားဒါတွေကဒီလိုတွေလားမဟုတ်ပါဘူးဘသူမှမသိရဘူးပြောရအိမ်ကမိဘတော်မသိဘူးရုပ်စွာဆုံးကိုယ့်ဘေးမှာအမြဲတမ်းရှိတဲ့အရင်ကြီးဆုံးကိုယ့်ရဲ့ make up ဆရာကိုယ့်ရဲ့ဘသူမှမသိပဲနဲ့တယောက်တည်းသွားပြီးတော့ဒီ case ဒီလိုမျိုးအစီအစဉ်မှာပါဝင်ပြီး enjoy ဖြစ်ရတာပါတကယ်တမ်းမို့အမြင့်ဆုံးအားလုံးပရိသတ်တွေအားလုံးစိတ်ဝင်စားဆုံးဖြစ်နေတဲ့အချိန်တစ်ခုမှာဝင်းပြလေးရဲ့မမှားတဲ့အမှားတစ်ခုနဲ့ပေါ့နော်ပရိသတ်တွေရဲ့စိတ်လှုပ်ရှားမှုတွေဓမ္မစင်ကအတင်းကြီးရဲ့စ조사ထားမှုတွေအားလုံးကယော့ပါသွားရတယ်အားလုံးရဲ့ပေါ့နော်စိတ်လှုပ်ရှားမှုတွေကိုရိုက်ချိုးလိုက်လို့ဖြစ်သွားတဲ့အတွက်ဓမ္မစင်ကတင်းအဖွဲ့တစ်ဖွဲ့အသားလုံးအားလုံးကောဒီဟာကိုတန်မိုးထားပြီးပျော်ရွှင်မှုပြောင်းပြစားစိတ်လှုပ်ရှားမှုတွေအားလုံးနဲ့ကြည့်ရှုပေးနေတဲ့တနိုင်ငံလုံးမှာရှိတဲ့ဓမ္မစင်ကမြန်မာပရိသတ်တွေအားလုံးကိုဒီနေရာနဲ့ရန်တောင်းမှန်ပါတယ်တကယ်ကိုတောင်းမှန်ပါတယ်တကယ်ကိုမရည်ရွယ်ပဲနဲ့ဖြစ်ခဲ့တဲ့အမှားတစ်ခုဖြစ်ပါတယ်အဲ့အတွက်လည်းပရိသတ်တွေအားလုံးကဒါလေးကိုလက်ခံနားလည်ပေးဖို့အတွက်အားလုံးကိုဒီနေရာကနေပြီးတော့အနူးအညွတ်တောင်းမှန်ပါတယ်လို့ပြောချင်ပါတယ်ရှင်